အခုကျွန်တော်ရဲ့ဗီဒီယိုဖိုင်ကိုကြည့်ရှုအားပေးနေကြတဲ့ပရိသတ်များအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်တာဂါရဝပြုရပါတယ်ခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့အာသာနီနေ့မှာအမှတ်တရအနေနဲ့ကျွန်တော်ရဲ့ပရိသတ်များကိုကျွန်တော်ရဲ့ Learning and Sharing Style နဲ့မျှဝေနေတဲ့အနည်းအနှိပ်ပညာဗဟုသုတအတူအထွာဗီဒီယိုဖိုင်များနဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ပရိသတ်များကိုအထူးပဲအသိပေးပန်ကြားလိုတာတစ်ခုရှိပါတယ်ခင်ဗျာဒီနေ့မှာကျွန်တော်ရဲ့ပရိသတ်များကိုအလေးအမြတ်ထားပြီးတော့ပန်ကြားလိုတာတစ်ခုကဘာလဲဆိုတော့ကျွန်တော်ရဲ့ Learning and Sharing Style နဲ့ Knowledge Sharing လုပ်နေတဲ့ Blood and Air Balancing လို့ခေါ်တဲ့သွေးနဲ့လေကိုမျှတစေသောကုထုံးဒါမှမဟုတ်မြမရိုးရာအနေနဲ့ပညာနဲ့ပတ်သက်ပြီးတော့တိမှတ်စရာဗဟုသုတအတူအထွာများကိုကျွန်တော်ရဲ့လက်လှမ်းမီရာသင်စရာမြင်စရာကြားစရာများရဲ့သင်ကြားပို့ချမှုများနဲ့ကျွန်တော်ရဲ့စာရေးလက်တွေလေ့လာမှုများကိုပေါင်းဆက်ပြုပြင်၃ခွက်တစ်ခွက်တင်အစီအနှစ်ထုတ်ပြီးတော့စာတွေလက်တွေလေ့လာမှုများကိုပေါင်းဆက်ပြုပြင်၃ခွက်တစ်ခွက်တင်အစီအနှစ်ထုတ်ပြင်ဆင်ပြီးတော့မြန်မာလူမျိုးတယောက်အနေနဲ့မြမရိုးရာအနှိပ်ပညာအတွန်းရှည်တည်တံ့စေရန်အတွက်ဥဒ္ဒရှသေးတဲ့ဝင်ပမာတက်ဆွမ်းသမျှအတွေ့အကြုံပညာတို့ဖြင့်လေ့လာနေသူဝါသနာတူများကိုမိတ်ဆွေကောင်းတို့ရဲ့စိတ်ထားအတိုင်းကိုယ်တိုင်ရှာဖွေအတူမျှဝေနေရခြင်းသာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ရည်ရွယ်ချက်နဲ့လုပ်ရက်ကတော့အခုကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲဖြစ်ပါတယ်ခင်ဗျာနောင်လာမဲ့အချိန်ဒီမှာလည်းလက်လန်းမိရာဒီပညာကိုတတ်နိုင်စွမ်းတရွေ့တာလေ့လာရှာဖွေမျှဝေသွားမှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ရည်ရွယ်ချက်နဲ့လုပ်ရက်တွေထဲမှာမြမရိုးရာအနှိပ်ပညာနဲ့ပတ်သက်ပြီးတော့အသိပညာရှင်အတတ်ပညာရှင်ဆရာကြီးများကိုမထိမှတ်ရင်စိတ်ကြော်တက်လို့စိတ်မြည်သည့်တူတယောက်ကိုမျှထိခိုက်နစ်နာလို့စိတ်အများအမြင်လူအထင်ကြီးစေလိုစိတ်များနဲ့အပြစ်ဆိုစရာမြည်သည့်မကောင်းသောစိတ်အနာအစာမှမပါဝင်မရှိကြောင်းကိုအခုဒီဗီဒီယိုကိုကြည့်နေတဲ့ကျွန်တော်ရဲ့ပရိသတ်အပေါင်းတို့အားအထူးပဲအသိပေးပန်ကြားလိုပါတယ်ခင်ဗျာဒီဗီဒီယိုဖိုင်လေးကိုအဆုံးထိကြည့်ရှုပေးကြတဲ့အတွက်ကြောင့်အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာအားလုံးပဲကျွန်တော်ရဲ့ပရိသတ်များအားလုံးပဲစိတ်ဓာတ်ဒုက္ခကာယဒုက္ခနှထာနှနဲ့ပြည့်စုံပါစေကြောင်းဆုမကောင်းတောင်းအပ်ပါတယ်ခင်ဗျာ